လူမဆန်လိုက်တာကွာဝတ်ထားတဲ့ပင်ငန်းယူမှာအာမနာကိုရင်လေးကိုတခါတော့ခွပြီးတော့ပါးတွေလည်းရိုက်တယ်မသိလို့ရှိရင်အသေးသက်နေတာကြားတယ်မှာရိုက်တတ်တာကြမ်းဟိုဘလို့လဲဟိုပြောမယ်ဆိုလို့ရှိရင်ကိုကဟိုဖျားသားတော့လေနော်ကိုဝတ်ထားတဲ့ကိုရဲ့သင်္ကန်းအောင်လည်းနည်းနည်းပါးပါးအားနာအောင်ဖျားဟောတဲ့အထဲမှာဖျားဆုံးမတဲ့အထဲမှာအဲ့လိုကိုရင်တွေကိုအဲ့လိုပြင်းပြင်းထန်ထန်ရိုက်တတ်ပါလို့ပါလားကျွန်တော်တွေ့ဘူးပါတယ်ဒါကျောင်းနိုင်ဆရာတော်တွေဘုန်းကြီးတွေကကိုရင်တွေပါအပြစ်လုပ်လို့ရှိရင်ဇတိပေါ့လက်ဖွားလေးတွေဒုမို့တင်မအောင်တစ်ချက်နှစ်ချက်အဲ့လိုချိန်လုံးနဲ့ရိုက်တာကျွန်တော်လည်းမြင်ဘူးအဲ့လောက်ဆိုလို့ရှိရင်လက်ခံလို့ရတယ်ကျွန်တော်ဆိုအသားရပါတစ်ဆက်ဆက်တုံတာခလေးကိုဗျာဒါဒီကိုရင်လေးအလွန်ဆုံးရှိမှကျွန်တော်တို့၈နှစ်9နှစ်ပေါ့ဗျာနော်ဒီလောက်ထိကြတော့ကျွန်တော်တို့မရိုက်သေးဘူးရိုက်တာကြည့်ပါအောင်ဗျာနင်းကန်ကြီးဟိုတစ်ချက်နှစ်ချက်ဗျာဆိုးလို့ဟိုတင်မအောင်ချိန်လုံးနဲ့ဟိုတစ်ချက်နှစ်ချက်ရိုက်တာဆိုမပြောလှိမ့်နေအောင်ရိုက်တာပြီးအပေါ်ကထက်ခွာပါပါရတက်ရိုက်ကြည့်တာဒါကကျွန်တော်တို့ခလေးတငယ်ညှဉ်းပန်းနှိပ်စက်မှုနဲ့ဒါကျွန်တော်တို့မြောက်တော့ပါနော်ပြောမယ်ဆိုဗျာအရေးယူစေချင်တဲ့ဒါနောက်ပြီးတော့ကျွန်တော်တို့ဒါအခုမှကျွန်တော်တို့ဒါမြင်တာဒါပဲရှိတယ်ကျွန်တော်တို့မမြင်တဲ့ line ပေါ်မှာရောက်လာတဲ့ဘဝတွေမှာအများကြီးပဲအဲ့လိုအနိုင်ကျင့်စော်ကနှိပ်စက်နေတဲ့အရာတွေအများကြီးပဲကျွန်တော်တို့မသိသေးတာပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်ကြည့်ရတာတော်တော်လေးအာကုတူများပါတယ်ဗျာနော်